တခါတော့ကတစ်ကုန်းရွာဆိုတဲ့ရွာငယ်လေးတစ်ရွာရှိပါတယ်။ဒီရွာလေးကတော့ရှေးရိုးဆွဲတလိထုံးတဲ့ဆန်လာတွေနဲ့အရန်ကိုအယူသီးတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။ရွာလေးကတော့အေးချမ်းပါတယ်။ဒါပေမဲ့မကြမီမှာအရန်ကိုထိတ်လန့်ချောက်ချဖို့ကောင်းတဲ့အဖြစ်ပြက်ကြီးတစ်ခုဖြစ်လာပါတယ်။ရွာနောက်ပိုင်းမှာနေထိုင်တဲ့နေရဲကတော့စောကြီးပဲပါ။သူကစောကြီးလုံးလုံးမကြမီဒုက္ခရောက်ရတော့မှဖြစ်ပါတယ်။ဒီနေ့မှာတော့နေရဲတယောက်မနဲ့စောကြီးထားပြီးသူလှုပ်เสียရှိတာတွေကိုလှုပ်နေရပေါ့။ဟဲ့ကောင်နေရဲမင်းဘာတွေလုပ်နေရလဲကွာသမင်းရောစားပြီးပြီလားမင်းခုတလောအိမ်ထဲကနေအပြင်အောင်မထွက်ပါလားကွာမစားရသေးပါကွာဒါနဲ့မင်းကဘာလို့မနဲ့စောစောစစ်စစ်ငါစီကိုရောက်လာရတာလဲငါအလုပ်တွေကိုကူညီပေးမလို့လားကွာမင်းရောက်လာတာနဲ့အတော်ပဲငါပြင်းနေတာကွာမဟုတ်ပါဘူးကွာငါမင်းစီလာခဲ့တာမင်းကိုတွေ့ချင်အောင်တတ်တတ်ပါမင်းအခုဘလို့လဲစပယ်နဲ့ရောအဆင်ပြေသွားပြီလားစပယ်ကတောင်တာရွာမှာဆိုအချောဆုံးမဲနော်ငါညတိုင်းသွားတွေ့ဖြစ်တယ်ကွာဒီညလည်းသူ့စီကိုသွားမလို့ပဲအဲ့ဒါမင်းငါနဲ့အဖော်လိုက်ခဲ့ပါလားကောင်းပြီလေညကြရင်ငါမင်းနဲ့တူတူလိုက်ခဲ့မယ်ဖိုးထောင်တဲ့နေရဲတို့ကရွာလေးထဲမှာဆိုအခင်းဆုံးတငယ်ချင်းတွေဖြစ်ကြပါတယ်နေရဲကတော့အခုတလောတောင်တာရွာလေးထဲကစပယ်နဲ့ချစ်သူတွေဖြစ်နေကြပါတယ်နေရဲနဲ့စပယ်တို့ကအရန်ချစ်ကြပြီးတရွာလုံးကတော့အားကြနေရပါတယ်တငယ်ချင်းညကြရင်သွားကြမယ်နော်အေးကောင်းပြီလေငါတို့တူတူသွားကြတာပေါ့ကွာသူတို့နှစ်ယောက်ကတော့ဘဲအိုဘဲသွားအမြဲတူတူရှိကြပြီးတယောက်နဲ့တယောက်အပြန်လည်ကူညီပေးလေးရှိကြတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်။ညရောက်တော့ဖိုးထောင်လဲနေရဲနဲ့တူတူတစ်ဖက်ရွာကိုလိုက်လာခဲ့ပါတယ်။မင်းနဲ့တူတူလာခဲ့ရတာကောင်းတယ်တငယ်ချင်းငါလည်းအဖိုးရသွားတာပေါ့ကွာ။တရေတော့ကြောက်ပေမဲ့စပယ်စီကိုရောက်လွင်တရေတော့ကြောက်ပေမဲ့စပယ်စီကိုရောက်တာနဲ့ရင်ထဲကိုအေးမြသွားတာပဲကွာ။ငါလည်းမင်းကိုကြည့်ပြီးအားကြလာပြီကွာ။ငါတယောက်တည်းနေရတာအရင်ပြင်းတာပဲ။မင်းလို့ရီးစားလေးပါလေးတယောက်လောက်တော့လူချက်နေသူတို့နှစ်ယောက်ကတော်လန်လေးအတိုင်းရှောက်လာကြတယ်ဖိုးထောင်ကတော့တငယ်ချင်းဖြစ်သူအတွက်ဝမ်းသာနေရပေါ့သူကတော့စပယ်နဲ့လက်ထပ်ဖို့ကိုလည်းတငယ်ချင်းဖြစ်သူကိုပြောလိုက်ပါတယ်နောက်တနေ့ကိုရောက်တော့နေရဲတယောက်အိမ်ရှိကကုပြစ်ပေါ်မှာလဲရင်စိန်ကြနေပါတယ်အိုးအချစ်ရဲ့စပယ်ရဲ့တတိယလိုက်တာကွာပြအောင်တငယ်ချင်းမင်းဘယ်ကိုမှမတော်ဘူးလားကွာငါမင်းစီကိုပြင်းလို့ထွက်လာတာငါစဉ်းစားနေရပါစပယ်နဲ့လက်ထပ်ပြီးရင်ဘယ်ရွာမှာနေရမလဲပေါ့ဒီညလည်းငါသူ့စီကိုသွားမလို့ပဲမင်းလည်းငါနဲ့တူတူလိုက်ခဲ့ပါလားစိတ်ချပါတငယ်ချင်းဒီညလည်းတူတူလိုက်ခဲ့မယ်ပြန်လာရင်တင်မော်တီးပါခူးလာရမယ်ကွာဒီလိုဆိုရင်မင်းအတွက်လည်းအဆင်ပြေငါအတွက်လည်းအဆင်ပြေတာပေါ့ကွာသူတို့နှစ်ယောက်ကတိတ်မကြမီမှာပဲတစ်ဖက်ရွာကစပယ်ရဲ့အိမ်ကိုရောက်သွားခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့နေရဲတယောက်အရင်ကလိုမဟုတ်တော့ပါဘူးသူကတော့အမြဲတယောက်တည်းပဲနေလာတတ်ပြီးစကားလည်းတိတ်မပြောတော့ပါဘူးတငယ်ချင်းမင်းခုတလောဘလို့ဖြစ်ရတာလဲကွာစကားလည်းတိတ်မပြောပါလားမင်းကိုကြည့်ရတာတမျိုးပဲစပယ်နဲ့စင်မပြေလို့လားကွာသူငါ့ကိုစကားတော့ပြန်မပြောပါလားဖိုးထောင်ကတော့တငယ်ချင်းဖြစ်သူကြည့်ပြီးအံ့ဩနေရပေါ့အခုဆိုရင်နေရဲကအရှင်လိုမဟုတ်တော့ပါဘူးတညမှာတော့သူတို့နှစ်ယောက်ကတော်လန်လေးအတိုင်းဖြတ်ပြီးသွားကြတယ်နေရဲကတော့သူနဲ့တူတူဆက်ပြီးတော့မလိုက်စေချင်တာကြောင့်ဖိုးထောင်ကိုလန်တဝက်နဲ့ပြန်ခိုင်းလိုက်တယ်ဒီကောင်ကထူးဆန်းနေတယ်တမျိုးပါလားကွာငါ့အောင်သူနဲ့တူတူမလိုက်စေချင်တော့ဘူးနေရဲကတော့နေတိုင်းလိုလိုငိုင်တိငိုင်တိုင်းဖြစ်နေပါတယ်စကားလည်းအရင်လိုမပြောတော့ပါဘူးဖိုးထောင်ကတော့တငယ်ချင်းဖြစ်သူကိုတေချာကြည့်ပြီးစိတ်မကောင်းတွေဖြစ်နေပါတယ်အခုလိုဖြစ်ရတာလဲတာမန်ကြမဟုတ်ပဲတရေပူးနေများလားလို့တွေးနေမိတယ်တညမှာတော့ဖိုးထောင်ဟာနေရဲနဲ့တူတူလိုက်သွားပြီးလမ်းတစ်ဝက်လောက်ရောက်တော့ဖိုးထောင်ကပြန်လာချင်းအောင်ဆောင်ခဲ့ပြီးနေရဲရဲ့နောက်ကိုအနောက်ကနေအသားရလိုက်ချောင်းနေပါတယ်ဒီနေ့တော့အမှန်တရားကိုငါဖော်ထုတ်ရမယ်နေရဲကရှေ့ကနေခတ်သွက်နဲ့သွားနေရပေါ့ဖိုးထောင်လည်းအနောက်ကနေအသာလိုက်သွားပါတယ်ဒီလိုနဲ့တစ်ဖက်ရွာကိုရောက်လာပါတယ်အိုးဝေးလိုက်တာမီးအောင်တော့မရှိဘူးဟောသူကဘယ်ကိုရောက်သွားတာလဲအခုလေးတင်ပျောက်သွားတာပဲဖိုးထောင်ကပင်နေရပဲကြည်ကြည်နေရဲကိုမတွေ့ရပါဘူးသူကဘယ်ကိုရောက်သွားတာလဲအံ့ဩစရာကောင်းလိုက်တာတကယ်တော့နေရဲကတခြားလမ်းကြောင်းတစ်ခုကိုသွားနေတာပါဖိုးထောင်လည်းတငယ်ချင်းဖြစ်သူရဲ့အနောက်ကိုအမြန်လိုက်သွားကြည့်ပါတယ်ခက်လန်းလန်းကိုရောက်လာတဲ့ချိန်မှာပဲနေရဲကတေဆုံးနေတဲ့ကျွဲတကောင်ကိုအာပါတရထိုင်စားနေတာပါဖိုးထောင်လည်းအရန်ကိုထိတ်လန့်သွားတာပေါ့ဟာနေရဲကဘလို့ဖြစ်ရတာလဲတေနေတဲ့ကျွဲကိုအာပါတရစားတော့နေပါလားဒါဆိုရင်တော့တေချသွားပြီသူ့ကိုတရေတစီရများဝင်ပူးနေရလားပဲတကယ်တော့နေရဲဟာသူ့ချစ်သူစီကိုသွားရင်တောနဲ့တစီရဲ့ဝင်ပူးတောင်ခံလိုက်ရတာပါ
ဖိုးထောင်လည်းတငယ်ချင်းဖြစ်သူအတွက်အရန်ကိုစိုးရင်သွားပြီးလိုင်ကူထဲမှာပညာရက်တွေကိုလေ့လာကျင့်ကြံနေတဲ့အထက်လန်းဆရာကြီးဦးခန့်ညာစီကိုအကူအညီတောင်းဖို့သွားလိုက်ပါတယ်။မင်းတငယ်ချင်းကတရေဘူးခံရတာကွာ။မင်းငါစီကိုလာတာနောက်ကျခဲ့ရင်မင်းတို့တစ်သက်လုံးတွေ့ရတော့မှာမဟုတ်ဘူး။အခုတော့အချိန်မီပါသေးတယ်။ဆရာသူ့အမြန်ဆုံးကယ်တင်ပေးပါ။အခုတော့စကားမပြောတော့ပဲသူကျွဲတွေစားနေပြီဆရာ။ဖိုးထောင်ကတငယ်ချင်းဖြစ်သူနဲ့ပတ်သက်ပြီးအကြောင်းစုံကိုပြောပြပါတယ်။ဖိုးထောင်ကတငယ်ချင်းဖြစ်သူနဲ့ပတ်သက်ပြီးအကြောင်းစုံပြောပြပါတယ်။စိတ်ချပါငါမင်းကိုကူညီပေးပါမယ်။ဒီလိုဆိုရင်တော့မင်းဒီလိုလုပ်ရလိမ့်မယ်။သူစားမဲ့အသားထဲကိုငရုတ်အနှစ်ဆက်ဆက်လေးလုပ်ပြီးလောင်းထားလိုက်ကွာ။ပြီးရင်သူမင်းနောက်ကိုလိုက်လာရင်ငါပေးလိုက်တဲ့အင်းကျက်ဥတွေနဲ့ပြစ်ပေါက်လိုက်။ဒါဆိုရင်သူမင်းကိုဖမ်းမိတော့မှာမဟုတ်ဘူး။ငါလည်းမင်းနောက်ကိုလိုက်ခဲ့မှာပါ။ငါပြောသလိုလိုက်နိုင်မင်းအဆင်ပြေမှာပါ။ဟုတ်ကဲ့ပါဆရာ။နောက်နေ့မှာတော့ဖိုးထောင်လည်းအထက်လန်းဆရာပြောသလိုလုပ်ခဲ့ပါတယ်။သူကပိုက်ပေါက်ပြီးတေဆုံးနေတဲ့ကျွဲသေးတဲ့ကိုငရုတ်သီးတွေထည့်ထားလိုက်ပါတယ်။ညရောက်တော့နေရဲလဲထုံးစံတိုင်းတောထဲကိုသွားပြီးတေဆုံးနေတဲ့ကျွဲကိုစားဖို့လုပ်ပါတယ်။ဒါကိုတော့ခက်လန်းလန်းနေဖိုးထောင်ကအသာချောင်းကြည့်နေပါတယ်။တစေတကောင်လိုဖြစ်နေတဲ့နေရဲဟာငရုတ်သီးတွေကိုစားမိသွားပြီးအရန်ကိုဆက်သွားတာပေါ့။အရင်လဲဒေါသတွေထွက်သွားပါတယ်။အဲ့ဒီအချိန်မှာနေရဲကဖိုးထောင်မြင်သွားပြီးအနောက်ကနေမြင်လိုက်ဖမ်းပါတယ်။တစေဖြစ်နေတဲ့နေရဲကလည်းဖိုးထောင်ကိုအမြင်လိုက်ဖမ်းပါတယ်။ဖိုးထောင်ကသူ့ကိုဖမ်းမမိစေဖို့အထက်လန်းဆရာကြီးပြောသလိုအင်းကျက်ဥနဲ့လှမ်းပစ်ပါတယ်။နေရဲလည်းခဏရက်လိုက်ပြီးကျက်ဥကိုရှာနဲ့ရက်စားနေတော့တာပေါ့။အဲ့ဒီလိုနဲ့ဖိုးထောင်ကိုဖမ်းလို့မမိခဲ့ပါဘူး။အခုဆိုရင်နေရဲကလူသားအရန်ကိုစားချင်နေပါပြီ။ဖိုးထောင်ကတော့ပြေးရင်လွှားရင်နဲ့နေရဲရဲ့လက်ကနေလွတ်မြောက်လာပါတယ်။သူကတော့အိမ်လေးပေါ်တက်လိုက်ပြီးအိပ်ဖို့ကြိုးစားပါတယ်။ခဏနေတော့နေရဲကဖိုးထောင်ရဲ့အိမ်ကိုရောက်လာပါတယ်။ဒါပေမဲ့နေရဲကအထဲဝင်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဖိုးထောင်ကအထက်လန်းဆရာကြီးဦးခန့်ညာပြောထားသလိုလေကားကိုစောက်ထိုးထထားလို့ဖြစ်ပါတယ်။အိမ်လေးရဲ့ပြင်မှာတော့နေရဲရဲ့မကြေမနက်ပြောဆိုတန်တွေကိုကြားနေရပါတယ်။နေရဲကတော့အရန်ကိုပူလောင်နေသလိုခန်းစားနေရတာပေါ့။ပြီးတော့သူကအင်းကျက်ဥတွေစားထားလို့ညည်းညူနေပါတယ်။မနက်စောစောမှာတော့ဖိုးထောင်လဲသူ့ရဲ့အိမ်ကနေထွက်လာပြီးအထက်လန်းဆရာကြီးစီကိုသွားကညကြုံခဲ့ရတဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။ဒီနောက်မှာတော့အထက်လန်းဆရာကြီးနဲ့ဖိုးထောင်တို့ဟာနေရဲရဲ့အိမ်ကိုရောက်သွားပါတယ်။သူတို့နှစ်ယောက်ဟာနေရဲရဲ့အိမ်တကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအိမ်လေးထဲမှာနေရဲကသေဆုံးနေပါပြီ။သူ့ကိုကြည့်ရတာတနာစရာလည်းကောင်းပါတယ်။ဖိုးထောင်ကတော့တငယ်ချင်းဖြစ်သူကြည့်ပြီးအရင်ကိုစိတ်မကောင်းဖြစ်နေရှာပါတယ်။မင်းတငယ်ချင်းကတော့ငါရဲ့အင်းကျက်ဥတွေစားပြီးသေသွားပြီကွာ။ဒါလေးကောင်းပါတယ်ကွာဝှကျွတ်သွားတာပေါ့။ तू ကမထင်မှတ်ပဲတစိဘဝကိုရောက်ခဲ့ရတာပဲ။ငါလည်းသူ့အတွက်ဆူတောင်းပေးပါတယ်ကွာ။တကယ်တော့နေရဲကသူ့ချစ်သူစီကိုသွားရင်တစေတကောင်နဲ့တွေ့ခဲ့ပြီးသူပါတစေဘဝကိုရောက်သွားခဲ့ရတာဖြစ်ပါတယ်။ဖိုးထောင်ကတော့ဒီဖြစ်ပျက်တွေကိုဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူး။ဟုတ်ကဲ့ပါရှင်။ဗီဒီယိုလေးတွေသဘောကျရဆိုရင်တော့ channel လေးကို subscribe ဗီဒီယိုလေးကို like ပေးခဲ့ပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။